ကုမ္ပဏီ CEO လူငယ်ကညစာစားပွဲတက်ရန်ပြင်ဆင်နေချိန်တွင်ကောင်မလေးအချိန်တော်ကြာပြင်မလာသေးကြောင်းတတိထားမိခဲ့သည်ထို့ကြောင့်အတွင်းရေးမှူးကိုသူဘယ်မှာလဲဟုမေးလိုက်သည်အတွင်းရေးမှူးကသူနေမကောင်းလို့အိမ်ပြန်သွားပါပြီဟုပြန်ဖြေသည်ထို့နောက် CEO လူငယ်ကဖုန်းထုတ်ပြီးကောင်မလေးကိုခေါ်ကြည့်ရဖုန်းပိတ်ထားကြောင်းတွေ့ရသည်သူစိတ်ထဲတွင်တခုခုမမှန်ကြောင်းခံစားမိသွားသည်ထိုချိန်တွင်လက်ထောက်က CEO ကားတင်ဖြစ်ပါပြီဟုပြောသည် CEO ကညစာစားပွဲမတက်တော့ဘူးသူ့အိမ်ကိုသွားမယ်ဟုပြောလိုက်သည်သို့တော်လက်ထောက်ကကောင်မလေးရဲ့အိတ်ကသူ့စားပွဲပေါ်မှာပဲရှိသေးတယ်ဟုပြောလိုက်ရာ CEO အလွန်အံ့သွားပြီးကုမ္ပဏီတစ်ခုလုံးကိုချက်ချင်းရှာဖွေရန်အမိန့်ပေးလိုက်သည်နောက်ဆုံးတွင်သူသည်အေးကန်းတို့လောင်ယုံစီပြေးသွားပြီးတကားဖွင့်ကြည့်ရာကောင်မလေးကမြေပြင်ပေါ်တွင်လဲကျနေသည်ကိုတွေ့လိုက်ရသည်သူကချက်ချင်းမိမိအင်ဂျီပေါ်ထက်ကိုချွတ်လက်သူမပေါ်လွှမ်းကြုံပေးကပွေ့ချီထုတ်သွားပြီးထိတ်တန့်စရာအများကိုစီစဉ်လေးကုသစေခဲ့သည်အချိန်တော်ကြာပြီးနောက်ကောင်မလေးတတိပြန်ရလာကအရန်အေးတယ်ဟုပြောလိုက်သည် CEO လူငယ်ကသူမကိုချက်ချင်းရင်ခွင်ထဲသို့ဆွဲသွင်းဖက်ထားလိုက်သည်ထိုနေ့မှဆက်လက်သူတို့နှစ်ဦး၏ဆက်ဆံရေးသည်ပုံမွန်နှွေးထွေးလာပြီးအလုံးပြောရှင်ဖွယ်ကောင်းသောညတညကိုအတူဖြတ်တန်းခဲ့ကြသည်နောက်တစ်နေ့တွင်သူတို့နှစ်ဦးကုမ္ပဏီသို့အတူရောက်လာကြသည်ကောင်မလေးကကားပေါ်မှစောစောဆင်းလိုက်ပြီးကျမတို့ရဲ့ဆက်ဆံရေးကိုဘယ်သူမှမသိစေနဲ့နော်ဟုပြောလိုက်သည်ထို့နောက်သူမရုံးခန်းထဲသို့ဝင်သွားရာလောက်ဖော်ကိုင်ဖက်များအုပ်စုဖွဲ့စကားပြောနေကြသည်ကိုတွေ့ရသည်သူမကိုတွေ့သည်နှင့်အားလုံးကရှောင်ဖယ်သွားကြသဖြင့်သူမကဖုန်းတစ်လုံးကိုယူကြည့်လိုက်သည်ဖုန်းထဲတွင်သူမကယာတို့တို့ဖို့ CEO ကိုနေမျိုးစုံနဲ့ဆွဲဆောင်ခဲ့တယ်ဟူသောကောလာဟလများပြန့်နှံ့နေသည်ကိုတွေ့လိုက်ရသည်ကောင်မလေးကထိုရာအားလုံးသည်မဟုတ်မမှန်လောက်ကျန်ထားခြင်းသာဖြစ်ကြောင်းရှင်းပြခဲ့သည်ထိုချိန်တွင်အတွင်းရေးမှူးရောက်လာပြီးတက်တေကဒီမှာပဲရှိတယ်မင်းကလိန်နေတော့မဲဟုဆိုကဒီနေ့ပဲမင်းကိုအလုပ်ထုတ်မယ်မင်းပစ္စည်းတွေယူပြီးထွက်သွားတော့ဟုပြောလိုက်သည်ရုတ်တရက် CEO လူငယ်ရောက်လာပြီးထွက်သွားတဲ့သူကမင်းမဲဟုအေးဆက်စွာပြောလိုက်သည်ထို့နောက်သူသည်ကောင်မလေးစီသို့တိုက်ရိုက်လျှောက်သွားကလက်ထောက်ကိုအချက်ပြလိုက်သည်လက်ထောက်ကအတွင်းရေးမှူး၏လက်ကင်အိတ်ကိုယူဖွင့်ကြည့်ရာထဲတွင်ကောင်မလေး၏ဖုန်းကိုတွေ့လိုက်ရသည်အမှန်တရားကချက်ချင်းပေါ်ပေါက်သွားသည်ကောင်မလေးကမနေ့ကအေးခန့်ပြင်မှာရှိခဲ့တဲ့သူကရှင်မဲကိုဟုပြောလိုက်သည် CEO မိကုံးများကိုရင်ဆိုင်ရတော့လဲအတွင်းရေးမှူးကအသေးအတန်ညှင်းဆန်နေစေဖြစ်သည်သို့တော် CEO လူငယ်ကစကားတခုနဲ့ဖြင့်အားလုံးကိုအဆုံးသတ်လိုက်သည်သူကကျွန်တော်စိတ်ဆက်ထားတဲ့သူတို့သမီးလောင်းပါ